မိုနာကိုဆိုတာတော်ရိုလေးကိုထူးဆန်းတဲ့နေရာတစ်ခုပါကမ္ဘာအသေးဆုံးနိုင်ငံတွေကအတက်နိုင်ငံကဘလို့လုပ်ပြီးကမ္ဘာအချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်နေရတာလေအဲ့ဒီနောက်ွယ်ကအကြောင်းရင်းတွေစိတ်ဝင်စားစရာဘဲလီတွေကိုဒီနေ့အတူတူအဖေရှာကြည့်ကြအောင်ဟုတ်ပြီဒါကတော့အဓိကမေကွန်းမှာပဲနိုင်ငံကတေးသေးလေးဒါပေမဲ့ချမ်းသာမိုးကတော့မသိဘူးဒီလိုဖြစ်တည်နိုင်ဖို့သူတို့ဘယ်လိုနီလန်းတွေတုံးခဲ့လဲဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာကိုတစ်ချက်ချင်းကြည့်လို့ကြမယ်ကဲဒီကိန်းကနန်းကိုတစ်ချက်ကြည့်လိုက်ပါတစ်ဆက်တူရမီတာကိုယူရို9000ကျော်တယ်ဒါကပြဲမြဈေးနှုန်းပဲရှိသေးတယ်နယူးယောက်တို့ဟောင်ကောင်တို့ထက်တောင်ဈေးကြီးပါတယ်ဒီလောက်တင်းခဲ့တဲ့နေရာလေးမှာအင်ချာမီဈေးကဘာလို့ဒီလောက်တောင်ကမောက်ကမဖြစ်နေရတာလဲဒါကသူတို့ရဲ့ကြွယ်ဝမှုကိုဖော်ပြနေတဲ့အစပဲရှိပါသေးတယ်ဒီချက်တွေကဒီဘေးလေးကိုပိုးပြီးတော့တောင်ရှုပ်ထွေးသွားစေတယ်နိုင်ငံတစ်ခုလုံးက2 square kilometer လောက်ပဲရှိတဲ့မြို့တစ်မြို့စားတောင်မရှိဘူးတဘာဝတင်ဇာတာလည်းဘာမှမထွက်ဘူးစံရုံအလုံးယုံကြည်ရလည်းမရှိဘူးဆိုတော့သူတို့ရဲ့ပိဿာနေကဘဲကနေလာနေတာလဲဒီဇလန်ကတော်ရင်ပြီးသားစုရဲ့စိတ်ကိုရဲရင်တဲ့ဆုံးဖြတ်ချက်တစ်ခုကနေစခဲ့တာပါအဲ့ဒီဆုံးဖြတ်ချက်ကတိုင်းပြည်တစ်ခုလုံးကိုဆင်းရဲတွင်တဲ့ကနေဆွဲထုတ်ပြီးကမ္ဘာအချမ်းသာဆုံးနေရာတစ်ခုဖြစ်လာအောင်လမ်းခင်းပေးခဲ့တယ်ဆိုရင်လေမမားပါဘူး1900ဆူလာတွန်ကမိုနာကိုဆိုတဲ့ဘာမှမရှိရဲ့ဆင်းရဲတဲ့နိုင်ငံလေးတစ်ခုပေါ့အဲ့ဒီအချိန်မှာတိုတရမြောက်ချားလစ်မင်တာကအကြံတစ်ခုရတယ်အဲ့ဒါကတော့ကြီးကျယ်ခမ်းနားတဲ့ကာစီနိုလောင်းကစားရုံကြီးတစ်ခုတိစောက်ဖို့ပါပဲအဲ့ဒီခေတ်ကအိမ်မီချင်းပြင်းတဲ့လို့ဥရောပနိုင်ငံအများစုမှာလောင်းကစားကတရားမဝင်မှုလေဒါကြောင့်ဥရောပကသူထေးရီအားလုံးဟာမွန်တီကာလိုကာစီနိုကိုအုပ်စုလိုက်ကြီးရောက်လာကြပြီးမိုနာကိုအတွက်မထင်မှတ်ထားတဲ့ဝင်ငွေတွေအလုံးရင်းနဲ့ဝင်လာခဲ့ရတာပါပဲဒါပေမဲ့ဒီမှာတကယ်ကိုထူးခြားတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကမိုနာကိုနိုင်ငံသားတွေကိုသူတို့နိုင်ငံရဲ့အကြော်ကြားဆုံးကာစီနိုမှာလောင်းကစားလုပ်ခွင့်မပေးထားဘူးဘာလို့လဲဆိုတော့မင်းသားကနိုင်ငံရဲ့သနာဥစ္စာဟာပြည်ပကနေပဲစီးဝင်စေခြင်းပြီးကိုယ်နိုင်ငံသားတွေလောင်းကစားကြောင့်ဆင်းရဲမသွားစေခြင်းလို့ပါတော်တော်လေးကိုပါနတ်တဲ့နီးဗျူဟာလို့ပြောရမှာပဲကာစီနိုကအစားကောင်းခဲ့ပေမဲ့မိုနာကိုကိုတက်ကက်ဘီလီယံနာတွေရဲ့တန်လိုက်တုံးကြီးတစ်ခုလိုဖြစ်သွားစေခဲ့တာကတော့သူတို့ရဲ့အခွန်မွာရပါပဲဒါကမှတကက် game changer အစစ်ပါကဲဒီနေရာမှာရှင်ကြည့်လိုက်ရအောင်တခြားနိုင်ငံအများစုမှာဝင်ငွေကောင်းတဲ့သူတွေကသူတို့ဝင်ငွေရဲ့30%ရာခိုင်နှုန်း40%ရာခိုင်နှုန်းတစ်ခါတလေ50%ရာခိုင်နှုန်းအထိကိုအခွန်ဆောင်ရတယ်မိုနာကိုမှာတော့လားတခုတည်းဝင်ငွေခွန်က300%ရာခိုင်နှုန်းဟုတ်ပါတယ်0%မှာရှာသမျှငွေတပြားတစ်ချက်မကျန်ကိုအိတ်ကထဲအပြည့်အဝပြန်ရောက်တယ်ဒီအချက်တစ်ခုတည်းနဲ့တင်ကမ္ဘာအချမ်းသာဆုံးသူတွေအတွက်သွားရကြစရာဖြစ်နေပါပြီဆိုတော့ဒီလိုအခွန်ကင်းလို့ခွင့်ကြောင့်ဘယ်လိုလူပြန်လာကြလဲဆိုတော့အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနာမည်ကြီး Formula 1ပြိုင်ကားမောင်းသမားတွေ Dynasty Champion တွေရုပ်ရှင်မင်းသားမင်းသမီးတွေတနည်းအားဖြင့်ပြောရရင်ကမ္ဘာတစ်ဝန်းကဘီလီယံနာတွေဟာသူတို့ရဲ့ကြွယ်ဝမှုကိုအပြည့်အဝထိန်းသိမ်းထားနိုင်ဖို့မိုနာကိုသူတို့ရဲ့နေရင်းဖြစ်ရွေးချယ်လာကြတာပေါ့ဒါပေမဲ့အခုမပေးရယုံနဲ့တော့အရာမပြီးသေးဘူးလေကမ္ဘာအချမ်းသာဆုံးသူတွေကိုရေရွှေနေခြင်းလာကိုဆွဲဆောင်ထားဖို့ဆိုရင်သူတို့တဲ့တီးတန့်ထပြီးလုံခြုံစိတ်ချရတဲ့ပဝန်းကျင်တစ်ခုဂေဟစစ်နဲ့တစ်ခုလုံးကိုဖန်တီးပေးထားဖို့လိုအပ်ပါတယ်။အဲ့ဒီဂေဟ system ရဲ့အထူးအကျိုးဆုံးချက်ကတော့လုံခြုံရေးပါပဲ။မိုနာကိုမှာနေထိုင်သူလူတရားကိုင်းတို့အတွက်ရေးရရှိတရားလုံးရှိတယ်။ဒါကကမ္ဘာပေါ်မှာအမြင့်ဆုံးအချိုးတွေကတစ်ခုဖြစ်ပြီးဒီနိုင်ငံလေးကလုံခြုံရေးကိုဘလောက်ထိအလေးထားသလဲဆိုတာကိုပြနေတာပါပဲ။အဲ့ဒီလိုလုံခြုံရေးအပြည့်ရှိတဲ့အတွက်ကြောင့်လေနေထိုင်သူတွေလားသူတို့ရဲ့တန်ဖိုးကြီး Ferrari ကားတွေစိန်ရွှေရတနာတွေကိုဘာမှစိတ်ပူစရာမလိုပဲလမ်းပေါ်မှာပြောင်ကြထုတ်တုံးရေးကြတာပေါ့သူတို့အတွက်ကတော့ဒီလိုလုံခြုံမှုကအခွန်ကင်းလွတ်ခွင့်ထပ်တောင်ပိုအရေးကြီးနိုင်ပါတယ်နောက်တစ်ခုတော့မိုနာကိုကကဘာကျော်ပွဲတော်ကြီးတွေကိုအသုံးပြုပြီးပိတ်ဆန်ရှာတာပါ Formula 1ကားပင်ပွဲတို့မိုနာကိုyacht show လို့အထက်တန်းလွှာပွဲတွေကနေကဘာတစ်ဝန်းကငွေသုံးတဲ့ဧည့်သည်တွေကိုဆွဲဆောင်တယ်အဲ့ဒီအချင်းဆိုဟိုတယ်တွေစားသောက်ဆိုင်တွေဇင်းတို့ကအစာပေါင်းများစွာတက်သွားပြီးနိုင်ငံစီးပွားရေးတွေကိုယူရိုငွေတန်ပေါင်းများစွာစီးဝင်လာစေပါတယ်။ဥပမာအနေနဲ့ Grand Prix ကားပြိုင်ပွဲလုပ်တဲ့ရတရက်ပါကိုကြည့်လိုက်ပါ။ပုံမှန်ချိန်မှာယူရို900လောက်ပဲရှိတဲ့ဟိုတယ်ခန်းကအဲ့ဒီရပ်ပိုင်းအတွင်းမှာယူရို9000လောက်အထိဆက်လောက်အခွန်တက်တော့တယ်။ဒါကဒီလိုပွဲတော်တွေကနေဝင်ငွေဘယ်လောက်ထိရနိုင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြနေလာပါပဲ။ဒါပေမဲ့ဒီလိုဇင်ခံစီးပွားရေးစနစ်ကြီးလို့လဲပတ်နေကြတဲ့ဝန်ထမ်းတွေကဘယ်သူတွေလဲ။အန်အော်ဆီယာကောင်တာကလူသားအများစုကမိုနာကိုမှာမနေနိုင်ကြပါဘူး။နေထိုင်စိတ်ကအရန်ကိုကြီးမြင့်လွန်းလို့အိမ်နီးချင်းပင်သစ်နဲ့အီတလီကနေနေတိုင်းနေဆက်ဖြတ်ပြီးအလွတ်လာဆင်းကြတာပါ။သူတို့သာမရှိရင်မိုနာကိုရဲ့စီးပွားရေးဆက်ရန်ချီအားကြီးကလုံးဝရပ်တန့်သွားမှာပါ
ကဲအခုနောက်ဆုံးပိုင်းရဲ့အနေနဲ့မိုနာကိုရင်ဆိုင်နေရတဲ့အကြီးမားဆုံးပြဿနာတစ်ခုနဲ့အဲ့ဒါကိုသူတို့ဘလို့ပါနန်စွာဖြေရှင်းနေတယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်စစ်သားတိလီနိုင်ငံတစ်ခုကထတ်တိုးချက်စရာမြေနေရာလုံးဝမရှိတော့ဘူးဆိုရင်ဘာဆက်လုပ်မလဲဒါကမိုနာကိုအတွက်တကယ်ကိုကြီးမားရဲ့စိန်ခေါ်မှုတစ်ခုပါပဲဒါပေမဲ့သူတို့မှာတော့အဖြေတစ်ခုအစဉ်သင့်ရှိနေပါတယ်ဟုတ်ပါတယ်သူတို့ရဲ့ဖြေကတော့ပင်လယ်ထဲကိုမြေဖိုးပြီးနိုင်ငံအသစ်တည်ဆောက်တာပါပဲဒါဟာမယုံနိုင်လောက်အောင်ကြီးမားပြီးငွေကုန်ကြေကြများတဲ့အင်ဂျင်နီယာစီမံကိန်းကြီးတစ်ခုပါသူတို့ကပင်လယ်ထဲကနေမြေနေရာအသစ်တွေဖန်တီးယူနေကြတာပါအခုဆိုရင်မာရတေရာလို့ခေါ်တဲ့စီမံကိန်းကနေမြေနေရာအသစ်6ဟက်တာဧကနဲ့ဆိုရင်15ဧကလောက်ထပ်တိုးလာတော့မှာပါနိုင်ငံတစ်ခုလုံးမှာ21ကီလိုမီတာပဲရှိတဲ့ဒါဟာတော်တော်လေးကိုတိတာတဲ့တိုးချက်မှုတစ်ခုလို့ဆိုရမှာပါဒီမြေနေရာအသစ်ပေါ်မှာဘာတွေဆောက်မလဲဆိုတော့ဟုတ်ကဲ့သူတို့အောင်မြင်ဆုံးလုပ်ငန်းတွေဖြစ်တဲ့ဇင်ခံတိုက်ခန်းတွေလူတွေအပန်းဖြစ်နိုင်မဲ့ပန်းကြံတွေနဲ့တတိကြီးတွေရဲ့စူပါရွက်လေးတွေအတွက်ရေရန်စကန်အသစ်တွေဆောက်သွားမှာပါတနည်းအားဖြင့်သူတို့ရဲ့အောင်မြင်တဲ့ပုံစံကိုပဲစပီးချက်ထွင်သွားမှာဖြစ်ပါတယ်ဆိုတော့အခွန်ကင်းလို့ခွင့်အစင်မြင့်လုံခြုံရေးဇင်ခံပွဲတော်တွေနဲ့ပင်လယ်ကိုမြေဖို့ပြီးတူးချက်ထားတာတွေပေါ်အခြေခံထားတဲ့မိုနာကိုရဲ့ဒီအောင်မြင်မှုပုံစံကအနာဂတ်မှာတော့ရေရှည်တည်တံ့နိုင်ပါမလားဒါကတော့အားလုံးအတွက်စဉ်းစားစရာမေးခွန်းတစ်ခုပဲခြံထားခဲ့ခြင်းပါတယ်